မိတ်ဆွေတို့မင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့ကလပ်မီတာတစ်လုံးကိုဝယ်ထားပြီးတော့ဘယ်ကနေဘယ်လိုစတိုင်ရမှန်းမသိဘူးကလပ်မီတာမှာဖော်ပြထားတဲ့ဒီသင်္ကေတလေးတွေကဘာကိုပြောလို့ပြောမှမသိဘူးဆိုတဲ့မိတ်ဆွေတွေကဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မှလေ့လာပြီးပါပေါ့နော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီကလပ်မီတာမှာပါဝင်တဲ့ဒီ function လေးတွေအကြောင်းအသေးစိတ်ရှင်းပြသွားမှာပေါ့နော်အဲ့တော့ body ဘယ်လိုတိုင်းမလဲကားမဘယ်လိုတိုင်းရမလဲပြီးရင် continuity test ဘယ်လိုလုပ်မလဲဒါတွေကိုသိကျင်နေဆိုရင်မိတ်ဆွေဆက်ပြီးကြည့်လိုက်ပါကျွန်တော်တို့ဒီအရင်ဆုံးကလပ်မီတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကားတောင်ကိုအရင်တိုင်းပြမယ်ပါဝါခလုတ်လေးကို online မယ်နော်ပါဝါခလုတ်လေးကို on ပြီးတော့ကျွန်တော်တို့ကားတောင်တိုင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်ဆုံးက A လို့ပြထားတယ်နော် AC sign လေးနဲ့ပြထားတယ်နေရာကိုတွားလိုက်တယ်အဲ့ဒီမှာ 2 ampere ရှိတယ်20 ampere ရှိတယ်200 ampere ရှိတယ်ပေါ့နော်ကိုကတိုင်းကျင်တာဘယ်လောက်ပမာဏနဲ့တိုင်းကျင်တာလဲပိုတိုင်းကျင်တဲ့ပမာဏထက်မများတဲ့အနေထားကိုတော့ကျွန်တော်တို့ကချိန်ပေးရမှာပေါ့နော်အဲ့တော့ကိုကတိုင်းကျင်တာက1 ampere ဖြစ်တယ်ဆိုရင်နော်2 ampere မှာထားပေးရမယ်တကယ်လို့ 1.5 ဆိုလဲ2မှာပဲထားပေးရမယ်နော်အဲ့ဆိုရင်သူကအတိအကျပြရမယ်ပေါ့နော်ကိုက20လောက်မှာထားတယ်ဆိုလို့ရှိရင်တော့သူကဒသမဂိမ်းနေများပြီးတဲ့အခါမှာကိုတိုင်းတာတဲ့ဓာတ်မှုအတိအကျမရတာမျိုးဖြစ်နိုင်တယ်เนาะအဲ့တော့ကိုက20နဲ့အောက်ကိုတိုင်းကျင်နေဆိုရင်20 ampere မှာထားမယ်เนาะရွေးချယ်ပေးရမယ်ပေါ့เนาะပြီးရင်200 ampere နဲ့အောက်ကိုတိုင်းကျင်နေဆိုရင်200 ampere မှာထားပေးရမယ်เนาะအဲ့တော့ကိုတိုင်းကျင်တဲ့ကာရပမာဏကနော်ကိုချိန်လိုက်တဲ့ပမာဏထက်များမနေဘူးတော့ဒါသတိထားပေးရမယ်ဘာဖြစ်လို့လဲဆိုတော့များနေတယ်ဆိုရင်ကျွန်တော်တို့ဒီမီတာဒိုင်ခွက်လေးဟာပျက်စီးသွားနိုင်တဲ့အနေအမျိုးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုတော့ဂရုစိုက်ပြီးတော့တိုင်းတာပေးရမယ်ဘာလို့လဲဆိုတော့မိတ်ဆွေတွေရဲ့လက်ထဲမှာကင်ထားတဲ့ကလပ်မီတာဆိုတာဈေးတတိကွကွနဲ့ကျွန်တော်တို့လွယ်လွယ်ဝယ်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်အဲဒီတော့ကိုယ့်ရဲ့ကလပ်မီတာလေးကိုတန်ဖိုးထားပြီးတဲ့အခါမှာကျွန်တော်တို့ကဂရုဒီဇိုင်းနဲ့ကင်တွယ်ပေးဖို့လိုတယ်ကဲနောက်တစ်ခုကတော့ကျွန်တော်တို့600ဖို့ AC sign လေးနဲ့ပြထားတယ်เนาะအဲ့တော့600ဖို့ AC ဘိုးတွေကိုကျွန်တော်တို့တိုင်းမယ်600ဖို့ဆိုပေမဲ့ကျွန်တော်တို့ဒီနိုင်ငံမှာသုံးနေတဲ့စနစ်ကတော့400ဖို့ပေါ့เนาะ3 phase မှာ400ဖို့ရှိတယ် single phase မှာ230ဖို့ရှိတယ်အဲ့တော့ကိုကဒါ low ဘိုးတွေအတွက်တိုင်းတာလို့ရမယ်မီတာတစ်လုံးကိုမှတ်ယူရမယ်เนาะအဲ့တော့600ဖို့နဲ့အောက်ကိုကျွန်တော်တိုင်းတာလို့ရတယ်ဒါ digital meter ဖြစ်တဲ့အတွက်range ကိုအများကြီးလိုက်ပြီးတော့ရွှေ့ပြီးချိန်နေကြမလို့ဒီ AC ဘိုးတွေမှာထားပေးလိုက်ရင် AC ဘိုးတွေကိုတိုင်းတာလို့ရတယ်เนาะတိုင်းတာတဲ့အခါမှာဒီမီတာရဲ့ proton လေးနှစ်ခုနဲ့တိုင်းတာပေးရမယ်เนาะအဲ့တော့နောက်တစ်ခုကတော့600volt DC 600 volt DC sign လေးပြထားတယ်เนาะအဲ့တော့600 volt DC sign လေးကိုကျွန်တော်ရွှေ့လိုက်မယ်ရွှေ့လိုက်ပြီးတဲ့အခါမှာဒီ600 volt DC ဆိုတော့ကျွန်တော် DC ဆိုတော့ plus minus ရှိတယ် plus minus ရှိတဲ့ဟာလေးတွေဆိုရင် plus minus ကိုမှန်ကန်အောင်ချိန်ပြီးတော့တိုင်းပေးပေါ့เนาะအဲ့တော့ဟုတ်ပြီနောက်တစ်ခုကကြတော့ continuity test ပေါ့နော် continuity test ဒီမှာ speaker ပုံလေးပြထားတယ်ပြီးရင် diode ပုံလေးပြထားတယ်เนาะအဲ့တော့ diode ပုံလေးကတော့ကျွန်တော်တို့ဟို diode ရဲ့ polarity เนาะ anode cathode ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တိုင်းတာဖို့တွေကထည့်ပေးထားတာเนาะအဲ့တော့ diode ရဲ့ anode နဲ့ cathode မှာကျွန်တော် plus minus အမှန်ချိတ်တိုင်းမယ်ဆိုလို့ရှိရင်တော့ဒီ diode လေးကတစ်ဖက်ကိုစီးဆင်းနဲ့မီတာပြမယ်ပေါ့နော်တကယ်လို့ပြောင်းမြန်ထားပြီးတော့တိုင်းလိုက်မယ်ဆိုရင်တစ်ဖက်ကိုစီးဆင်းမှာမဟုတ်ဘူးပေါ့နော်ဒိုင်ယိုတိုင်းတာတဲ့အခါမှာပြောတာနော်ဒိုင်ယိုဆိုတာကတစ်ဖက်လျက်စီနော်တစ်ဖက်လျက်စီးဆေးပေးတဲ့ပစ္စည်းပေါ့နော်အဲကြောင့်မလို့သူကတစ်ဖက်တည်းစီးမယ်အဲ့တော့ကိုကတစ်ဖက်တည်းတိုင်းလို့ရမယ်ပြောင်းမြန်တိုင်းလိုက်ရင်အလုံးမလုပ်ဘူးပေါ့နော်ဒီမှာပြမှာမဟုတ်ဘူးပေါ့နောက်တစ်ခုကကြတော့ဒီမှာ speaker ပုံလေးကလည်းဒီနေရာလေးပဲရွေးပေးရမှာပဲနော် speaker ပုံလေးကကြတော့ continuity test ပေါ့နော်ကျွန်တော်တို့ဝါယာကြိုးတွေနော်ပြက်နေလားတော့ဂျားထဲမှာပြက်နေလားအဆက်အသွယ်ပြက်နေလားဒါမှမဟုတ်လို့ရှိရင်connection ကောင်းနေလားမိနေလားပေါ့နော်အဲ့ဒါမျိုးတွေကိုတိုင်းတာခြင်းတဲ့အခါမှာဒီ continuity test လေးကိုကျွန်တော်တို့ရွေးချယ်ပြီးတော့သုံးပေးရတယ်ပေါ့နော်အဲ့တော့ဒီ continuity test လေးကိုကျွန်တော်တို့ဝါယာကြိုးရဲ့တစ်ဖက်မှာမီတာ proton လေးတစ်ချောင်းဝါယာကြိုးရဲ့နောက်တစ်ဖက်မှာမီတာ proton လေးတစ်ချောင်းထားပြီးတော့ကျွန်တော်တိုင်းတာတဲ့အခါမှာဆိုလို့ရှိရင်ဂျားလေးကဝါယာကြိုးပြတ်မပြတ်ကိုကျွန်တော်တို့ကဒီအတန်လေးညီပေးပြီးတဲ့အခါမှာသူကအတိပေးမှာပေါ့နော်အဲ့တော့ wire ကျိုး connection ကောင်းနေတယ်ဆိုရင်တော့အတန်လေးညီပြီးတော့သူကအချက်ပြလိမ့်မယ် wire ကျိုး connection အဆက်အသွယ်ပြတ်နေရင်တော့အတန်ညီမှာမဟုတ်ဘူးပေါ့နော်ဒါကတော့ continuity တိုင်းတာပေါ့နော်နောက်တစ်ခုကကျတော့ 20kA ဆိုတာကတော့ဒါအုံးတန်မိုးတိုင်းတာအုံးတန်မိုးတိုင်းနေဆိုတာတော့ကျွန်တော်တို့ဒီကျွန်တော်တို့သုံးနေတဲ့ပစ္စည်းတိုင်းမှာအုံးတန်မိုးဆိုတာ resistant တန်မိုးဆိုတာရှိတယ်နော်ထားပါတော့ဒီကွိုင်းတစ်ကွိုင်းပေါ့ဒီကွိုင်းတစ်ကွိုင်းရဲ့ကျွန်တော်တို့အုံးပမာဏဘယ်လောက်ရှိလဲတိုင်းကျင်လဲဆိုရင်ကွိုင်းရဲ့ဟိုဘက်ထိနဲ့ဒီဘက်ထိမှာဒီမီတာ proton လေးကိုချိတ်ပြီးတဲ့အခါမှာ
ကျွန်တော်အုံတန်မှုလေးအုံစကိတ်လေးမှာထားပြီးတော့ကျွန်တော်တို့ဟာတိုင်းတာပြီးလိုက်ရတယ်ပေါ့နော်အဲ့ဒီခါမှာဒီမီတာမှာတော့ 20k 20 kilo အုံးပေါ့နော်20 kilo အုံး2000အုံးထိပဲတိုင်းတာလို့ရတယ်အဲ့ထက်ပိုပြီးတော့တိုင်းတာလို့မရဘူးအဲ့ထက်ပိုပြီးတိုင်းချင်ဒီထက် rate ကိုပိုများများတိုင်းလို့ရတဲ့မီတာမျိုးဒီထက်ပိုကောင်းတဲ့မီတာမျိုးကျွန်တော်ရွေးချယ်ပြီးတိုင်းတာလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ hole ဆိုတဲ့ခလုတ်လေးပေါ့နော် hole ဆိုတဲ့ခလုတ်လေးကကြတော့ကျွန်တော်တိုင်းတာလို့ရတဲ့ value တွေနော် value တွေကိုကျွန်တော်တို့ကမှတ်ထားတာနော်ကျွန်တော်တိုင်းတာပြီးရတဲ့အခါမှာနော်ကိုကခေါင်းဝင်ပြီးကြည့်လို့မရတဲ့ကြောင်ကြားလို့နေရာမျိုးတွေဆိုရင်ဒီ hole ခလုတ်လေးနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဖြုတ်လိုက်မယ်ဆိုရင်ဒီတန်ဖိုးကကျွန်တော် hole ခလုတ်လေးကိုပြန်ပြီးပြန်ပြီးတော့နှိပ်မချင်းပေါ့နော်မနှိပ်မချင်းပါသူကဒီတန်ဖိုးလေးကိုဆက်ပြီးပြနေမှာဖြစ်တဲ့အတွက် hole ခလုတ်လေးကိုထည့်ပေးရတာပေါ့နော်ဒါကတော့အလဲရခလုတ်လေးကတော့ဒါရှင်းပါတယ်ဒါကတော့မှောင်နေတဲ့အချိန်မှာသုံးဖို့အတွက်မီလုံးလေးထည့်ပေးထားတာပေါ့နော်ဒီအဲ့ဒါဆိုရမယ်နော်ဒီမီတာတစ်လုံးကိုဒါ basic function လေးတွေပါတဲ့ကလပ်မီတာတစ်လုံးကိုကျွန်တော်တို့ဘယ်လိုတိုင်းတာရမလဲဆိုတာဒါမိတ်ဆွေတို့အနေနဲ့ကောင်းကောင်းကြီးသိသွားမယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်တခုပြောဖို့ကြံနေတာကကျွန်တော်တို့ current တိုင်းမယ်ဆိုရင်ကလပ်မီတာဆိုတာဒါတော့သိပြီးသားပါနော် current တိုင်းမယ်ဆိုလို့ရှိရင်ကိုတိုင်းကျင်တဲ့ကြိုးလေးကိုဒီ quad လေးနဲ့ခွပြီးတော့တိုင်းလေးရတယ်ပေါ့နော်ဟိုမှာ line ကြိုးမှာ current ဘယ်လောက်စီးနေလဲသိကျင်တယ်ဆိုလို့ရှိရင် line ကြိုးကိုခွပြီးတိုင်းလိုက် neutral မှာ current ဘယ်လောက်စီးနေလဲသိကျင် neutral ကြိုးကိုခွပြီးတော့တိုင်းလိုက်နော်ကဲအဲ့ဒါဆိုရင်မိတ်ဆွေတို့လည်းဒီ club meter ကိုတိုင်းတာနည်းနဲ့ပတ်သက်ပြီးတော့မှဒါမသိသေးတဲ့လူတွေ knowledge တွေအများကြီးရသွားမယ်လို့ကျွန်တော်မျှော်လင့်တယ်တီးပြီးသားလူတွေကလည်းနော်ဒါလေးကိုနော်ကြော်သွားပြီပေါ့နော်ဟိုမသိသေးတဲ့လူတွေအတွက်ပြန်ပြီးတော့ share လေးလုပ်ပေးပေါ့နော်ဒီ video လေးကိုအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် video တွေမှာလည်းဘယ်လိုအကြောင်းအရာတွေဆက်ပြီးတင်ဆက်ပေးအောင်မလဲဆိုတာကတော့ဒါမိတ်ဆွေတို့ subscribe လေးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့အကြံပြုပါတယ်เนาะကျေးဇူးတင်ပါတယ်ခင်ဗျာ